ကဲဒါကတော့ဟိုရွာထိတ်ကဗာလဲဘာမကြည့်ပြရဲ့ညောင်မီးပေါ့နော်အားရကြည့်ပဲနော်မကြည့်ပြရဲ့ညောင်မီးရောက်ရှိနေပါတယ်ဒါကတော့ကိုလေးပေါ့နော်ဒါကတော့ဟိုအချစ်တဲ့ဟိုတောင်ကိုလုံးတောင်ကြော်နိုင်တယ်ဆိုတော့ကိုလေးပေါ့နော်ဟိုဘက်ကတော့ဒီခီးစင်မှာအရင်အချစ်ခံလို့စုရထားတဲ့ကိုထွေးဖြစ်ပါတယ်မောင်လေဒီထဲမှာအကြီးဆုံးရမောင်လေငါပါဆိုင်လို့ဟုတ်တယ်လေအသက်ရစင်နေကြီးဆိုအသက်ရနင်တို့နှစ်ယောက်ထဲနင်တို့နှစ်ယောက်အတွက်ပဲငါကြီးရလေငါအကိုနှစ်ယောက်တော့ငါငယ်တယ်လေဒါပေမဲ့အခုပြိုင်မှာငါတို့ကလေးတော့ရစင်နေကြီးလေဟိုအခုကတော့ပွဲစဉ်လေးစမှာပေါ့နော်ဒီပွဲစဉ်လေးကတော့ဂဲလုံးဘယ်သူဝေးပြစ်နိုင်လဲပေါ့တမီးကတော့အကြီးဆုံးပေါ့အလေတမီးကတော့အကြီးဆုံးပေါ့အဲ့တော့ငယ်ဆုံးပြစ်ငယ်ဆုံးဘယ်သူကနေလေဒီလေဘောင်းဟိုဘက်ကြီးဒီဘက်ကြီးလောက်နေကိုငယ်ဆုံးနေနေမနေအသက်ကြီးမှတင်နေလားပြစ်ဒီဘောက်တက်တဲ့ပြတော့အဲ့ရမပြစ်ချင်တော့နေဘယ်ပြစ်ချင်လဲအစင်းကမတက်ရည်အဲ့ဘောက်တက်တယ်ဘယ်လိုလုပ်ဟိုဘက်ရတော့အဲ့ဒါဟိုဘောချန်တက်ပြစ်မလားအေးနော်ဟိုဘက်ချမ်းဆိုငါတို့ရေးတိုင်းပဲလမ်းလျှောက်နိုင်နေဆက်လျှောက်ဟုတ်ပါလားတက်ပါလားအကိုနှစ်ယောက်ပြန်မဝင်စားပါမယ်ဒီမှာအမြင်နဲ့ရင်ပြောသွားတာကြီးရင်ပြအခုညောင်းနေတဲ့အိုး